Hello mga kabayan, I'm from Myanmar. Welcome to Tita Travel PH. The sea is near the highway. ခုမာလိုပါလိုဆိုတဲ့မြို့လေးကိုရောက်နေပါတယ်။ပင်လယ်ကမ်းစပ်နေရာလေးပါ This way going to Ireland. I really like this view. နေရာလေးကတော့ highway လမ်းမဘေးနားမှာရှိတဲ့ပင်လယ်ကမ်းစပ်နေရာလေးဖြစ်ပါတယ်။အရမ်းသာရပါတယ်။ This direction going to Kabayon City. ပင်လယ်ပြင်ရဲ့သဘာဝအလှတရားကကြည့်ရတာအရှမ်းကိုအေးချမ်းပါတယ်။ Highlands Malo Palo. The fish statue as the landmark of this place. ဒီငါးရုပ်လေးကတော့ဒီနေရာရဲ့သင်္ကေတအမှတ်အသားလေးဖြစ်ပါတယ်။ People enjoying swimming here. ပင်လယ်ရေရတယ်ကြည်လင်းနေတာပဲဒီမှာလူတွေရေလာကူးနေကြတာပင်လယ်ပြင်ရဲ့အလှတရားကတော့ပကြီးစရာတွေတော့မှလိုက်မမီပါဘူးเนาะ Sea view.ဒီ pass မှာတော့မြစ်ကမ်းနားကိုရောက်နေပါတယ်The beautiful cliff in the riverside highway လမ်းမကြီးနဲ့ပင်လယ်ပြင်ကတော့အရန်ကိုလိုက်ဖက်ပါတယ်။တဘာဝလက်ဆက်တဲ့လေကိုလည်းခန်းစားလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်။နိုင်ငံရဲ့ပင်လယ်စိတ်ကမ်းနေရာလေးတွေကတော့အရန်လှပတဲ့နေရာလေးတွေဖြစ်ပါတယ်။ Please don't forget to like and subscribe our YouTube channel. Thank you for watching.